စိတ်ကအဓိကလို့ခေါ်ထားတာမြတ်စွာဘုရားဟောတယ်စိတ်ကအဓိကဖြစ်တာဖြစ်သောကြောင့်ကိုယ်စိတ်ကိုပဲဆန်းစစ်တခုထိခိုက်သွားပြီဆိုရင်ကိုယ်စိတ်ကိုပဲဆန်းစစ်ငါတမင်လုံးထားလားမတော်တဆဖြစ်သွားတာလားဒီလိုဆိုလို့တယ်ပေါ့ဥပမာမယ်မြန်မာပြည်မှာငယ်ငယ်တုန်းကလည်းဒီလိုကြားဘူးတယ်ကိုယ့်ကြောင့်သရဝါလေးတစ်ကောင်ဟာခြေကျိုးလက်ကျိုးဖြစ်သွားတယ်ဆိုအေးဝတ်ပါလိုက်မယ်ဝတ်ပါလိုက်မယ်ဒီခြေကျိုးတာကြီးဝတ်ပါမှာဆိုလို့တတ်ပြစ်တတ်တဲ့ဝတ်ပါသွားတာဟောအသက်ခံရတာဟောအဲ့တော့ငကိုယ်တော့ကခြေကျိုးတာတော့ကကိုကမတော်တဆဖြစ်သွားတာအဲ့ဒါဝတ်မဟုတ်ဘူးအပြစ်မဖြစ်သေးဘူးနော်မတော်တဆကိုယ့်ကြောင့်သရဝါတစ်ကောင်ဟာမတော်တဆဖြစ်သွားရင်ကိုယ့်ကြောင့်မဟုတ်အကျဉ်းတရားထားပြီးတော့သူ့ကိုကုသပေးရင်ကုသိုလ်ရအောင်ပဲဝတ်လိုက်မှဆိုတာကြောက်တာနဲ့လူတွေကတတ်ပြစ်လိုက်ကြပြီးတော့ပြောလိုက်သေးတယ်သရဝါဆိုတာလူချုံမှကျွတ်တယ်